ဘာတွေလောက်ရလဲနင်းမင်းနေတဲ့လူတွေပြယောက်ျားလေးဆိုရင်တော့ဘာလောက်ရလဲဆိုတော့အဲ့လိုအစုံလောက်တာကာမောင်းရမယ်နော်ကာမောင်းရမယ်စစ်ဆက်ရမယ်ဒီခေါ်ရမယ်အစုံတဲ့ရလာလို့ရကျွဲစာရေးရမယ်ကဲအခုကတော့ထုံးမုံနဲ့နေကြီးနဲ့ရောဆက်နေတာပေါ့ဗျာနော်ပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာဆိုရင်တော့ပလဲထုတ်တာပလဲထုတ်တို့စာချုပ်ရေးစေးတွေမှာဆိုရင်ပလဲထုတ်ဒီမှာတော့ပလဲမျိုးစုံအနီအနက်အစိမ်းအဝါလေးလည်းပါနော်မြေဩဇာထုတ်ပုံထုတ်နည်းမသိခဲ့တာအခုတော့သိရပြီပေါ့နော်ဘာတွေနဲ့ရောဆက်တယ်ဘာတွေနဲ့လောက်ရတယ်ဘလို့လောက်ရင်ဘလို့အသုံးဝင်တယ်ဆိုတော့ဒီပဲတို့ပဲတို့ဖက်တီစိမ်းတို့ပဲဒါဒီချက်အဲ့ဒါချက်တဲ့စေးမှုန်တွေကပုံချမ်းရရင်စမြေဩဇာရဲ့လို့ဖြစ်လာဖို့ကဒီကအရှိခံစတာပါဗျာနော်ကောင်းလေးကြောက်လေးနဲ့သွားနေတယ်ဆိုပြီးတော့အစင်းသိတယ်ခါတလေဒီလိုပြန်မှန်းပါတယ်ခါတလေဒီလိုပြန်မှန်းပါတယ်တခါလေရောက်တယ်ဒီလိုကျွဲစာရေးရပါတယ်ဒီ channel မှာလည်းတင်ပါတယ်နော်ဗီဒီယိုပိုင်းတစ်ခုစီအတူထွာလေးအဲ့လိုလေးတင်ပေးပါမယ်ခင်ဗျာနော်5မိနစ်ဒီကမြေဩဇာဖြစ်ပုံအခြေခံ1ပေါ့ဒါထပ်ပြီးတော့သိကျင်တယ်ဆိုရင် like and subscribe ဒီက notification ခေါင်းလောင်းလေးကိုနှိပ်ပြီးဘယ်အကြောင်းနေသိကြဘူးနောက်ဆိုရင်တော့အလုပ်တွေကပူရှုပ်ပြီးတော့ OD တင်ဆိုတော့အလုပ်ကရှုပ်အခြေခံမြေကြီးဆက်တာပြီးသွားရင်နောက်ဗီဒီယိုဖိုင်တစ်ခုမှာကျွန်တော်တို့မြေဩဇာဖြစ်သွားတဲ့ပုံစံလေးတွေမြေဩဇာအလုံးလေးတွေကိုတစ်ခါဗီဒီယိုရိုက်ပြီးထပ်ပြပါမယ်ခင်ဗျာနော်ကဲဆိုတော့ bye 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 okay